အမျိုးတို့ရေလို့ဒီမှာဘာတော့တက်တော့ဘာလားပြေဝါသောလားပြေနေမှာလို့ဘဝကစပတ်ပြအောင်လုပ်လာပါလေလို့အခုဒီလည်းမနာရသေးပါဘူးဟိုမှာနားကိုလည်းမနာရသေးပါဘူးပတ်စံလွယ်လွယ်ရတယ်လို့မထင်ပါနဲ့ရာကုန်ရင်လည်းတရေပေးမှကြံပါပါအကျွေးတွေနောက်လာစားလည်းချီးထားပါလေစားပြလည်းမရှိပါဘူးအမျိုးတို့ရေအဲ့ဒါပြောပြတာပါဘူးသူတွေပါဘူးတဲလို့လာတာဘာမှသူကလာကုန်ရင်တရေပေးမှကြံပါအမေတဲ့ကြလာလွယ်လွယ်များပါဦးလို့အတတ်တယ်လည်းထွက်နေပါဒီပေးတချို့ပြလိုက်အခုဒီကိုဒီတိုင်းပါပဲရုပ်ကလက်ကစောက်ပြက်နေပါပြီဒါဒီမှာအလုံးမလုံးဘူးလို့မဲတဲ့လူတွေဒီမှာကြည့်ထားပါဒီမှာဖတိမနဲ့ဖတိမဖြစ်နေလို့ဒီမှာပါလက်တဲ့ကိုပူကြအကုန်လုံးတောက်ကြတယ်လက်တဲ့ကိုပူလို့အကုန်လုံးပြင်မဲ့အဲ့ဒါလက်တွေကိုချိုက်ရှာကျမရဒါတော့ဖတိမတော့အမေဒါတော့မူကရလာစားတာကိုတစ်ချက်ချိုးလိုက်ဘယ်နှစ်ယောက်တော့25ယောက်ပါ25ယောက်ပေါ့နော်အဲ့ဒါဦးလေးလာတော့ကျမတို့ညမအားဆိုတော့ကျမသားသမီးတွေကိုမူကရလိုက်ပြီးတော့တွေးတာပါရှင်လားဝင်နေအဲ့ဒါဝင်ရိုက်ခဲ့တာတခါလေဒါတော့ဟိုမှာဆိုဆိုင်ရဲတောင်နေတော့မှရိုက်တဲ့အချိန်က9နာရီကျော်ဒီတော့ပေါ့ဗျာကျမတို့ကဒါညပေါ့နော်လုံသိနေချိန်မှာနော်ညမှာဆိုတော့9နာရီကျော်မှပဲ9နာရီကျော်မှလို့နော်ဒီမှာလူကနေတယ်လူကနေတယ်ပေါ့နော်မူကရလိုက်ပြတာပါရှင်25ယောက်ပေါ့ရှင်ညဒီမှာပါရှင်ဒီမှာပါဘယ်ချိန်ရောက်လဲ9နာရီမှမဟုတ်လားစားတယ်ဈေးရောင်းကပြည့်ရမရှိဈေးရော8နိုင်ခွင့်မပြန်ရောက်ပါတယ်။အော်ရှစ်ခွက်မှာတယ်။ဘသူအရောင်းခိုင်းတာတော့ကိုကကိုရောင်းတာ။ကိုကရောင်းတာ။ပြောမယ်လား။ပြောနေသေးမြပါ။ဒါလည်းပြောနေတယ်။မယူကြအောင်။ဒီမှာပါရှင်သူတို့မဲတတလာဘသူလိုက်ဝဲကြွေးရလဲ။စားကြဒီမဲ့ကျမသားသမီးကြည့်လိုက်။အသက်ဘာတွေတော့နည်းနည်းနော်ပဲပြောင်းအေးကျမရှယ်ပဲတော့အမေပြပူတာကျမတို့ခွဲတွေကြီးပဲတစ်ဆိုင်လုံးမှာဒါတငယ်ချင်းတွေရောပေါ့နော်ဒီမဲ့တယောက်ပြလာအောင်ဘာတွေတော့ဟေးတိတ်လည်းမစားဘူးဒါခုမှရောက်တာပေါ့နော်ဒီမဲ့တယောက်သွားပြီဒီဆိုင်တော့သွားပြီဒီမှာပါညမှာအားတော့ကြတော့ဒီဆိုင်ကိုကြိုပြီးတော့ဖုံးဆက်ရပါတယ်အဲ့ဒါဆိုညမှာပဲအားတာမို့လို့ပါရှင်မမချင်းကျမတို့ဖွဲ့ရချင်းပဲတရားပေါ်တငယ်ချင်းတွေရဲ့သားသမီးတွေရဲ့ပေါ့နော်အဲ့ဒါအကုန်လုံးကျမတို့ဖွဲ့ရချင်းပဲ25ယောက်ရေဟိုကားနဲ့ဆို30နီးပါးတော့ဖြစ်တယ်တကယ်တော့23တော့မကာဘူးပေါ့နော်ဥပိ္ပဒါပေါ်တငယ်ချင်းတွေရဲ့သားသမီးတွေရဲ့ပေါ့နော်ကျမတော့သူတို့ယူတာပဲစားတော့မှသူတို့ကဆိုယူကြပြီးရင်စားရုံပဲအားလုံးပဲမင်္ဂလာပါရှင်အခုကတော့ပေါ့နော်ဖတိမကျမတို့ဟိုပါတော့ဖတိမခေါ်နေပါလေဖတိမပေါ့ဒီမှာကျမတို့ဘာဆိုလားပြင်းနေမှာလဲငါတို့မပါဘူးနောက်တော့ပါဟိုပါတော့သူများတို့ကလောမှာလဲဝမ်းမှာလဲငါတို့မပါဘူးဘာမှလဲဥပိ္ပဒါမှာပါတယ်အခုကလည်းတကယ်ချင်းအားလုံးပြင်မနေလို့တဲ့ခလေးတွေရောတဲ့လိုက်ပို့ပေးမယ်တဲ့ကျမတို့ဥပိ္ပဒါနဲ့အဝေးပဲ4ညရင်9ရက်ခရီးနဲ့လိုက်ပို့ပေးပါတယ်ဒီနေရာကို Welcome to Mandalay တဲ့အမကြည့်ပါဦးကျမတို့မရောက်ဘူးပါဘူးဒီနေရာပျော်ရဲ့လားပျော်ပါဘူးရောက်ဘူးလားကျေးဇူးတင်